ဘယ်မြို့ရောက်လမ်းလျှောက်ရမှကျဉ်တ်တဲ့သူတွေကတော့ကျွန်တော်တို့ဒီတစ်ခါလေဒီစပိန်ရဲ့ပင်လယ်စိတ်ကမ်းမြို့လေးမှာရှိတဲ့နေရာလေးမှာလမ်းလျှောက်ကြတယ်ပေါ့နော်ဒါလေးကတော်တော်လမ်းလျှောက်လို့ကောင်းပါတယ်ဘာကြောင့်လို့ဆိုတိတ်ဆိတ်လေးနဲ့ဒီမှာငါးဖမ်းဆက်လီအသေးစားလေးတွေအများဆုံးရှိတယ်ပေါ့နော်ငါးဖမ်းသင်္ဘောအကြီးတွေလည်းရှိပါတယ်ဒါပေမဲ့နည်းတယ်ပေါ့နိသူကဘာချစ်စရာကောင်းလဲဆိုရင်လမ်းလျှောက်လို့အရင်ကောင်းတဲ့တိတ်ဆိတ်ပြီးတော့နိုင်ငံသားနည်းတယ်ပေါ့နော်လူကယ်တွေပဲများပါတယ်မြို့ထဲမှာဆိုလို့ရှိရင်လေအဲ့လိုစားတောက်ဆိုင်တွေမြို့ထဲဆိုပြီးမှဒီလိုစိတ်ကမ်းမြို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းစားတောက်ဆိုင်တွေများတယ်ဈေးလည်းတက်တာတယ်တကယ်တမ်းပြောရရင်ဒီမြို့လေးကပြင်သစ်နဲ့ဆိုမဝေးဘူးရေကျွန်တော်တို့တူးလူစ်ဘက်ကနေလာမယ်ဆိုလို့ရှိရင်ကားနဲ့3နာရီကြော်လေးမောင်းလိုက်ရင်ဒီနေရာလေးကိုရောက်ပြီပေါ့နော်အခုဒီပင်လယ်စိတ်ကမ်းကတကြောတလျှောက်မှာလမ်းလျှောက်လို့အရန်ကောင်းတယ်သူကလမ်းလေးလှုပ်ပေးထားတယ်လှုပ်ပေးထားပြီးတော့ဒီကျွန်းလေးတဝိုက်ပုံစံမျိုးလေးသူကရှောက်သွားလိုက်ရုံပဲရှောက်လန်းလေးကလေတေချာလှုပ်ပေးထားတာဖြစ်တဲ့အတွက်လေကျွန်တော်တို့အကြိုက်ပေါ့နော်ပြောရရင်တော့မြို့ထဲကိုလည်းလဲပတ်လို့ရတယ်မြို့ပြင်ကိုလည်းလဲပတ်လို့ရပါတယ်